ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် internet line အဆင်မပြေမှုလေးတွေကြောင့်ပါအားလုံးကိုတောင်းပန်ပါတယ်ကျွန်တော် Christmas ပြီးချင်းအရေးပေါ်အစည်းအဝေးသွားတော့ရဲဘော်နှစ်ယောက်ပဲကျွန်တော်ခေါ်သွားပါတယ်ကျွန်တော်အမျိုးသမီးလိုက်ပါတယ် Victoria စာချင်းဇုံတေးကနေဇောလ်တေးကနေဇုံတေးကိုဂျာလန်ကွီကားတခါရဲနဲ့ကွေလို့မရဘူးနှစ်ခါသုံးခါနောက်ဆုတ်ရတယ်လာနာသူတို့အဝင်လမ်းခွဲရအမ CNDF ကတစီရရထားတယ်ကျွန်တော်ခေါ်သွားတဲ့ရဲဘော်လေးကရှိနေတူပြီးပါကျွန်တော်တို့ဇုံတဲကိုသွားမလို့ပါဆိုတော့ကျွန်တော်တို့လည်းသွားမှာကျွန်တော်တို့သွားတဲ့အချိန်ကိုဆောင်ပါကျွန်တော်တို့သွားပြီးမှပဲသွားပါဆိုမှကျွန်တော်တို့အရင်စရန်ရှာတယ်ဒါပေမဲ့ကျွန်တော်တို့ရအောင်အဲ့ဒီလမ်းကွင်းမှာရအောင်ကွင်းမှာကျွန်တော်တို့ဆက်သွားတယ်ဆက်သွားလို့နိုင်ဝတ်တောင်မကြဘူးဇုံတဲရွာသားနှစ်ယောက်တော်လေဖူလာမတိဘူးခချူတင်တလည်းနဲ့ဆိုင်ကဲနဲ့လာတယ်လမ်းကွင်းမှာလမ်းအကွင်းမှာမလွတ်မှာကြောက်လို့ကျွန်တော်ရက်ပြီးတယ်ရက်ပြီးတော့လွတ်တယ်ဆိုမှဆိုင်ကဲနဲ့ဝင်တူးရင်နဲ့ကျွန်တော်တို့ကားကိုဝင်တိုက်မိသွားတယ်ကားတော်တော်လေးပျက်စီးသွားတယ်အမတိုက်တယ်ရန်လဲပြန်ရှာတယ်ကားမမောင်းတတ်ဘူးလားဆိုမှတော်တော်လေးတိခံခဲ့ရတယ်အဲ့ဒီနေ့ဇုံတဲရွာနုလျာညက်တာထငါပါကားဒရိုင်ဘာပါအရင်မူနေကြတယ်ကျွန်တော်အရက်မတော့တာ2004ခုနှစ်ကနေဒီနေ့ထိအရက်ဆိုတာတစ်ဆက်မှကျွန်တော်မတော့ဘူးကျွန်တော်အရင်မူတယ်ဆိုမှတို့ကပြန်ပြီးမှဆွဲတယ်ကျွန်တော်ပြန်စင်းစားတော့အဲ့ဒီကိစ္စနဲ့ချင်းကိုက်ရီမာကျွန်တော်မိသားစုနေတဲ့အိမ်ကိုစစ်ကောင်စီ Telegram channel မှာ KIA အရာရှိတွေရော KIA ရဲ့ဘော်တွေရော CNA ရဲ့ဘော်တွေရောလူ500လောက်အင်အားစုနေတယ်ဆိုမှစစ်ကောင်စီရဲ့နေပြည်တော် Telegram channel မှာသူတို့အတင်တယ်စစ်တရင်ဆောင် channel မှာလည်းတင်တယ်ပြီးတော့အဲ့ဒီနေ့တရက်ထဲမှာချင်းကိုက်မှာသူတို့ကကျွန်တော်နာမည်ဖြတ်ဖို့ရော3မျိုးချင်းကိုက်မှာပဲလုပ်တယ်လို့ကျွန်တော်ကယူဆတယ်သူတို့ပြောတယ်လို့ကျွန်တော်မှရဲဘော်9ယောက်10ယောက်ပါမှအတလူကိုထီလက်ရောက်စော်ကားပါတယ်ဆိုတာကျွန်တော်လူပါတိခံကြီးတရားမိတ်တရားနဲ့ပြီးဆုံးနေတဲ့လူမဟုတ်ဘူးကိုဟာနဲ့ကိုကားကိုဆက်သွားလို့ရအောင်ပြင်ဆင်နေတာကိုလာရန်ရှာနေလို့ကျွန်တော်တစ်ချက်သူ့ထိုးလိုက်တယ်ညင်းစရာမရှိပါဘူးဒါကျွန်တော်လူလေသူတို့ကလည်းတိုက်သူတို့ကပဲပြန်မှကျွန်တော်ရန်ရှာစင်ခေါ်နေတော့ရည်ရွယ်ချက်ရှိနဲ့လုပ်တယ်လို့ပဲကျွန်တော်ကတော့သတ်မှတ်တယ်တခြားကျွန်တော်ဘာမှပြောစရာမလိုဘူးအမှန်တရားမဟုတ်အမှန်တဝက်လင်ညာပြီးမှတဝက်ကဘာချီမှတရင်ဖြတ်လိုက်တော့အဲ့ဒီနို့လျာညက်သားထငါကားဒရိုင်ဘာပါဘယ်ကိစ္စမဆိုနောက်ဆက်တွဲဆိုတာရှိလာမှာပဲလေသူဒရိုင်ဘာပါသူနဲ့တအားချင်းသွားပြီအမှန်တရားကိုအမှန်တရားအတိုင်းအမှန်က
ကားပြင်တဲ့ဖို့စရိတ်ကိုကျွန်တော်သူတို့တောင်းမှဦးအောင်နာမည်ဖြစ်တယ်လို့ကျွန်တော်သတ်မှတ်ထားတယ်အဲ့လိုမျိုးပြောကြစရန်ဆိုရင်သူတို့တွေဘယ်လောက်ထိရုပ်မာခဲ့တယ်လဲဘယ်လောက်ထိညစ်ပတ်ခဲ့ကြတယ်လဲအဲ့မှာကျွန်တော်တခုပြောစရာကြံသေးတယ်အဲ့ဒီရက်ပိုင်းတွေမှာတော်တော်လေးကိုရည်ရွယ်ချက်ရှိလှုပ်ရှားလာတာတွေရှိတယ်ခရစ်စမတ်အတော်တွင်ဆိုတော့ရီကန်တွေမှာအိန္ဒိယနိုင်ငံဖက်ကဧည့်သည်တွေရောမြန်မာပြည်ဧည့်သည်တွေရောအများကြီးသူတို့အပန်းလာဖြီကြတဲ့အချိန်မှာ CNDF ရဲဘော်2ယောက်ကဆိုင်ကယ်နဲ့သူများကိုတိုက်တယ်မတောင်းပန်တဲ့အပြင်ကျွန်တော်တို့ CDF ခွန်တော်ရဲဘော်တွေပါဆိုမှပြန်ချင်းချောက်လို့ကျွန်တော်တို့ဖန်ထားရတယ် CNDF ရဲဘော်2ယောက်နောက်တစ်ခါဇောက်ခထရဖက်တာစစ်ဆောင်တွေနေတဲ့နေရာမှာညမှာအရက်မိုးမှာကျွန်တော်တို့ဟွာငေါ်ရမရဲ့ CDF ဟွာငေါ်ရမရဲ့ဘော်တွေပါဆိုမှပိုက်ဆန်တောင်းချင်းချောက်ဒါကျွန်တော်တို့ကြုံရတယ်ဒါတို့ကိုကျွန်တော်သုံးသပ်ပြီးမှ online မှာဒါဖြည့်ရှင်းဖို့မလိုဘူးဒါရည်ရွယ်ချက်ရှိနဲ့အလုပ်လုပ်နေတာဆိုမှကျွန်တော်သဘောပေါက်လို့ကျွန်တော်ဖြည့်ရှင်းချက်တွေပြန်ရှင်းပြတာတွေကျွန်တော်မလုပ်ခဲ့တာပါအဲ့ဒီ CNDF ရဲဘော်နှစ်ယောက်ဖမ်းမိထားတဲ့နှစ်ယောက်ဟာသူတို့ CNDF လူကြီးသူတို့ CNDF ပါတရင်မှုကိုယ်တိုင်ခံဝန်ချုံနဲ့ကျွန်တော်လွှတ်ပေးခဲ့တယ်အဲ့လိုမျိုးသူတို့ကမဟုတ်မမှန်တရင်ဖြတ်လို့ဒါကျွန်တော်ဒါထည့်ပြောတာကျွန်တော်တို့မှာဗီဒီယိုဖိုင်တွေသူတို့ခံဝန်ချုပ်ထိုးတာတွေတက်တည်အကုန်ရှိပါတယ်အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုနာမည်ဖြစ်ကြစရန်ဆိုရင်သူတို့တစ်ခုပြောမယ်ဆိုရင်ကျွန်တော်မှာ10ခုလောက်ပြောစရာရှိတယ်အရင်သူတို့ကြီးရွာတွေမှာသူတို့ဘယ်လိုလုပ်လဲဘာလုပ်လဲဆိုတာတို့ရစာပြီးသူတို့ဘယ်လိုနှိမ့်ဆက်ခဲ့တယ်ဆိုရင်ရက်ဆွဲနာမည်တွေနဲ့ကျွန်တော်မှာများကြီးကျွန်တော်မှာအထက်ပြောစရာရှိပါတယ်ဒါပေမဲ့တော်လှန်ရေးလုပ်တဲ့တလေတဲစီတခရီးထဲသွားအဖွဲ့အစည်းတစ်ခုတိတ်ခါကြဖို့အတွက်ကျွန်တော်တို့မှာရည်ရွယ်ချက်မရှိဘူးကြောက်လို့မဟုတ်ဘူးရည်ရွယ်ချက်မရှိဘူးဘာဖြစ်လို့လဲဆိုရင်ဒါတွေဟာ lobby တွေရဲ့လှုပ်ရှားကွက်တစ်ခုလို့ပဲကျွန်တော်သတ်မှတ်တယ်ကျွန်တော်ဒီအဲ့ဒီရက်ပိုင်းတွေမှာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေဟာရည်ရွယ်ချက်ရှိနဲ့ကျွန်တော်တယောက်ထဲတင်မကဘဲနဲ့ CDF ကွာငေါရမ်ရဲဘော်တွေကို CDF ကွာငေါရမ် HPO CDF ကွာငေါရမ်ကိုနာမည်ဖြတ်ဖို့ရည်ရွယ်ချက်ရှိနဲ့လုပ်နေကြတယ်လို့ကျွန်တော်မြင်လို့ကျွန်တော်ဒါတွေကိုမရှင်းပြခဲ့တာရှင်းပြဖို့မလိုတဲ့ကိစ္စလို့ကျွန်တော်သတ်မှတ်ထားတယ်အဲဒီချင်းနဲ့ထူထောင်တို့တွေဆိုတာနိုင်ငံတကာမှာနေပြီးမှအဖွဲ့အစည်းတစ်ခုနဲ့တစ်ခုရန်တိုက်မှထမင်းဝအောင်စားရတဲ့အဖွဲ့အစည်းတွေမို့လို့ကျွန်တော်ဒါကိုဂယုမဆိုင်တာအမှန်တရားဟာခုနကိုဇောက်ဆန်းကပြောသွားတယ်လို့အမှန်တရားဟာပြန်မပေါ်လာတာပါပဲအရင်ဆုံးအဲ့ဒီနို့လျံရဲ့တာထန်းဟာဆိုတာသူ့နေမီချင်းသွားပြီးကားဒရိုင်ဘာပါကျွန်တော်တို့တွေသူကောင်းကောင်းသိထားတယ်လို့ပါမဟုတ်မမှန်တရင်လွှင့်ရင်ဘယ်ကိစ္စမှမဆိုတုံ့ပြန်မှုဆိုတာလာမှာပါပဲပါဒီတိုင်းပဲအိန္ဒိယနိုင်ငံအနေနေဆက်ကူဖူ10 ကီလိုမီတာအတွင်းမှာရှိတဲ့ရွာတွေကို border pass ဝါငေါရမ်အုပ်ချုပ်ရေး
HPL ဟွမ်ငေါရမ်ပီတူအုပ်ချုပ်ရေးကနေနေဆက်ကိုဖူထောက်ခံစာတွေတရားဝင်လုံးမယုံမှာရွာတိုင်းမှာထုတ်ပေးလို့ရအောင်အကုန်လုပ်ပေးထားတာကို CNO CNDF ပါဖလန်းမြို့နယ်သူတို့စီမှာယူရမယ်ဆိုမှတရင်တွေလည်းဖြန့်ခဲ့ကြတယ်ရည်ရွယ်ချက်ရှိနဲ့နိုင်ငံရေးအမျက်ထုတ်ဖို့လောက်ပဲစဉ်းစားနေကြတဲ့အဖွဲ့အစည်းတွေဆိုတာရည်ရှိမှရက်တည်လို့မရဘူးဒီတိုင်းပဲပြည်သူရက်တည်မှုပြည်သူရဲ့ကိုငွေထောက်ပံ့မှုမရှိတဲ့ဘယ်အဖွဲ့အစည်းမဆိုဘာစာပဲထုတ်ဘာပဲလုပ်အမှန်တရားတဲ့တည်တဲ့ပြည်သူတို့ရတော့ဒါသူတို့နောက်ကျောနေကြည့်မှယင်နေတာပဲပါဒီတိုင်းပဲ online မှာမီဒီယာမှာနေရာရယုံနဲ့အမှန်တကယ်တိုက်ပွဲဝင်တဲ့အမှန်တကယ်အလုံးလုံးတဲ့အဖွဲ့နဲ့ online မှာငွေရဖို့လုပ်ဥစားတဲ့အဖွဲ့ဆိုတာနောက်တရင်မီဒီယာကြည့်လို့ရလဲတဖြည်းဖြည်းတည်လာမှာပါအဆုံးဖြတ်ပေးမဲ့သူကပြည်သူတွေပါဒီတိုင်းပဲခုနဒုတိယမိခွင်ငွန်ဒီတာ CDF ငွန်လက်ရှိဘယ်အနေထားထိရောက်နေတယ်လဲငွန်ပြည်သူကလုံးဝထောက်ခံမှုမရှိဘူးလားရှိတယ်လားပြည်သူကပဲဆုံးဖြတ်သွားမှာပါငွန်ဒီတာငွန်ပြည်သူတွေကလိုအပ်တယ်လို့ထင်ရင် CDF ငွန်ဟာရက်တီလာမှာပါမွေးဖွားလာမှာပါနိုင်ငံတကာမှာရှိတဲ့ငွန်အဖွဲ့အစည်းတွေကထောက်ခံမှုမထောက်ခံမှုဆိုခွင့်ပြုတာတို့ခွင့်မပြုတာတို့ဆိုတာတို့ရစာထုတ်နေုံနဲ့ဘာမှဖြစ်လာမှာမဟုတ်ဘူးနိုင်ငံတကာမှာရှိပြီးမှသူတို့ငွန်ဒေတာမှာဘယ်လောက်ထိဒုက္ခရောက်တယ်လဲအတိဒုက္ခရောက်တယ်လဲဘယ်လောက်ထိအနိထိုင်ချင်းကြတယ်လဲအဲ့ရာတို့ရနေမွေးငေါ် CDF ငွန်ပေါက်ဖွာလာဖို့အကြောင်းတရားဖန်လာရင်တော့ CDF ငွန်ဟာမကြခင်မှာပေါက်ဖွာလာမှာပါပြီးသူလူထုကမလိုအပ်ဘူးထင်ရင်တော့ CDF ငွန်ဆိုတာမွေးဖွာလာကြအကြောင်းမရှိပါဘူးဒါကိုပဲကြည့်ရှုနေတဲ့ပရိသတ်တွေရောပြည်သူတွေရောသဘောပေါက်ထားဖို့လိုတယ် CNA ကအတင်းအရမတတဆုဆောင်ပေးမှငွန် CDF ဖွဲ့ခိုင်းတာတို့လက်နဲ့ပြီးပေးမှဖွဲ့ခိုင်းတာတို့ဆိုတာမလုတ်ချင်တဲ့လူမဖွဲ့ချင်တဲ့လူအတင်းဓမ္မလုတ်ခိုင်းလို့မရပါဘူးငွန်ပြည်သူတွေကလူအပ်တယ်ထင်ရင် CDF ငွန်ဆိုတာမွေးဖွားလာမှာပါမလူအပ်ဘူးထင်ရင် CDF ငွန်ဆိုတာမွေးဖွားလာကြအကြောင်းမရှိပါဘူးဟိုစာထုတ်လိုက်ဒီစာထုတ်လိုက်မီဒီယာမှာဟိုအမင်းထုတ်လိုက်ဒီအမင်းထုတ်လိုက်နဲ့ဒီကိစ္စတွေဟာပြီးသွားမဲ့ကိစ္စမဟုတ်ဘူးငွန်ပြည်သူလူထုအတွက်အမှန်တကယ်လို့အလိုက် CDF ငွန်ဟာမွေးဖွားလာပါလိမ့်မယ်မလူအပ်ဘူးထင်ရင်မွေးဖွားလာမှာမဟုတ်ဘူးဒါကိုပဲပြည်သူတွေနားလည်ဖို့ကျွန်တော်ဒီအနေပြောကြားချင်ပါတယ်ဒီအတိုင်းပဲ2025မှာတိုးတက်မှုတစ်ခုလို့ပြောရမှာပေါ့ချင်းပြည်နယ်မှာစကားစာကိုလူတိုက်နေရတဲ့အဆင့်ဖြစ်သွားပါပြီကိုဒီတာမှာမတက်ရသူဒီတာမှာမတက်ရတွေစာရီထုတ်ပြန်ကြစီရတက်ရင်တော့အသက်ပြီးကကွယ်တော့ကြမယ်ဆိုမှတချို့တွေစာထုတ်CD စစ်စကားစာကိုလူနေရတဲ့အဆင့်ဖြစ်သွားပြီဆိုတော့ဒီ2025ခုနှစ်မှာချင်းပြည်နယ်မှာစကားစာကင်းစင်သွားမယ်လို့တော့ကျွန်တော်ကတော့ယုံကြည်ပါတယ်တိုက်စရာကိုလူနေရပြီသူမတိုက်ရကိုမတိုက်ရမင်းမတိုက်နဲ့ငါတိုက်မယ်ငါမလာဘူးမင်းတို့ပဲတိုက်ဆိုတဲ့အဆင့်ရောက်သွားပြီအဲ့ဒါ2025ခုနှစ်ရဲ့တိုးတက်မှုတစ်ခုလို့ပဲကျွန်တော်သုံးသပ်ထားပါတယ်တော်တော်လေးအားရစရာလဲကောင်းတယ်ဝမ်းသာစရာလဲကောင်းတယ်စကားစားတိုက်
တိုက်ဖို့လူနေရတဲ့အဆင့်ဖြစ်သွားပြီဆိုတော့ကျွန်တော်တော်တော်လေးကိုအားရပါတယ်တကယ်တိုက်နိုင်မတိုက်နိုင်တာစောင့်ကြည့်ကြတာပေါ့2025နှစ်မှာတော့ချင်းပြည်နယ်မှာစကားစကင်းစင်သွားမှာပါကျေးဇူးတင်ပါတယ်